ရောကရက်ကိုဝေဖန်သူတွေကဘောလုံးအကြောင်းမသိသူတွေပါစနီကလက်ရဲစဲတဲ့နေပြတိုမာဆန်ကအာဆင်နယ်တိုက်စစ်မှုရောကရက်ကိုဝေဖန်နေတဲ့သူတွေကဘောလုံးအကြောင်းကိုသိချာမသိသူတွေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်အသက်26နှစ်ရဲ့စစ်တင်လက်ရဲစင်တိုက်စစ်မှုရောကရက်ကကြီးခဲ့တဲ့တွေကမှာပေါ်တိုဂီကလပ်စပိုတင်လစ်ဘူအသင်းကနေအာဆင်နယ်အသင်းကိုအဲ့ဝင်ကြီးအပါအဝင်ယူရို65သန်းနဲ့ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်သူဟာအာဆင်နယ်ကစားသမားဘဝပထမဆုံး၄ပွဲမှာ3ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့လည်းပြိုင်ပွဲဆုံး6ပွဲစက်တိုက်ဂိုးပေါက်ပြောက်ဆုံးခဲ့ပါတယ်ဒါကြောင့်ရောကာရဲကဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်အခုစီလက်ရဲစဲတဲ့နီးပြတိုမာဆန်ကရောကာရဲကိုကာကွယ်ခဲ့ပြီးတော့သူ့ကိုဝေဖန်တဲ့သူတွေကဘောလုံးအကြောင်းကိုဂဂနနနားမလည်နိုင်တဲ့သူဖြစ်တယ်လို့ဆိုခဲ့တာပါတိုမာဆန်ပြောတာကတော့ရောကာရက်ကအခုအချိန်မှာအကောင်းဆုံးခြေစွမ်းကိုပြသနေတာပါအာဆင်နယ်တဲ့ရောကာရက်ကတက်ရောက်မှုမရှိဘူးခြေစွမ်းမပြနိုင်ဘူးလို့ပြောနေတဲ့သူတွေကဘောလုံးအကြောင်းကိုနားမလည်တဲ့သူတွေဘောလုံးနဲ့ပတ်သက်ပြီးဘာမှလည်းမသိတဲ့သူတွေကပြောနေကြတာပါသူကအသင်းပေါ်တွေအတွက်နေရာများစွာရှာဖွေပေးနိုင်တယ်လို့အလုပ်လုပ်ပုံကလည်းအရန်ကောင်းပါတယ်သူကပွဲတိုင်းဂိုးသွင်းနိုင်တဲ့အခြေအနေမှာရှိပါတယ်ပြီးတော့ရောကာရက်ကအသင်းအသစ်မှာကစားနေတာဖြစ်ပြီးတော့အသားကျဖို့အချိန်ယူရမှာလို့ပြောကြားခဲ့တာပါရောကာရက်ပေါ်ဝေဖန်မှုတွေရှိနေပေမဲ့အာဆင်နယ်အသင်းကပရီးမီးယားလိပွဲစဉ်ခုနှစ်အပြီးမှာအမတ်ပေးစရာကိုဦးဆောင်နေပြီးတော့ဒီယာဒီပရီးမီးယားလိချန်ပီယံဆုအတွက်ဘူကီတိုင်တွေအလေးပေးချက်မှာထိတ်ဆုံးကနေရေပန်းစားနေပါတယ်အာဆင်နယ်အသင်းကပရီးမီးယားလိပွဲစဉ်ခုနှစ်အပြီးမှာရမှ16မှနဲ့ဦးဆောင်နေပြီးတော့ဒုတိယနေရာကလက်ရှိချန်ပီယံလီဗာပူးကိုတမတ်ဖြတ်ထားပါတယ်